အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြီးကြီးကျယ်ကျယ်ကက်ချက်ကဲစီစီကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အထူးစီစဉ်နေဖြစ် Oculus Quest 2ကို Xbox လုပ်ပေးတော့မှာဖြစ်ပါတယ် Oculus Quest 2ကဆိုလို့ရှိရင် exercise လုပ်ဖို့ game ဆော်ဖို့ဒါမှမဟုတ်နဲ့ 3D ရုပ်ထွက်ကောင်းကောင်းနဲ့ရုပ်ရှင် social media များမှာအသုံးပြုကြတယ်လို့ကြားမှုပါတယ်ဟုတ်ပါတယ်လွန်ခဲ့တဲ့လအနေငယ်က Oculus Quest 2ကိုFacebook မှာတွေ့ကြတဲ့အရန်စိတ်ဝင်စားပြီးတော့အရန်တို့ကြည့်ခဲ့တယ်ကဲအခုပဲဖောက်ကြည့်လိုက်ရအောင် Oculus 1မှာကျတော့အမဲရောင်ဖြစ်ပြီးတော့အခု Oculus 2မှာကျတော့အထွေရောင်ဖြစ်သွားတယ်ကဲဘူးထဲမှာပါလဲဆိုတာကြည့်ရအောင်ဒါလေးက VR headset controller နှစ်ခု power cable နဲ့ charger Oculus 1မှာဆိုရင်တော့ headset ရဲ့အောက်မှာချိန်ကြည့်စရာတစ်ခုပါရှိပြီးတော့ Oculus 2မှာဆိုရင်တော့ lens ကိုကိုယ်တိုင်ချိန်ကြည့်လို့ရပါတယ်ရှင်ဒီ iMedia ကဘာလဲဆိုရင်တော့အသုံးပြုသူတွေအတွက်အမြင်အာရုံကိုပိုပြီးတက်တော်အောင်လို့ချိန်ကြည့်ပေးတဲ့အရာပဲဖြစ်ပါတယ်ဒီ Oculus 2မှာဆိုရင်တော့ချိန်ကြည့်စရာအဆင့်3ဆင့်ပါဝင်မှာဖြစ်ပါတယ်ရှင်ညမှန်သမားရဲ့အတွက်လည်းညမှန်အတွက်နေရာလေးပါပါတယ်ကဲ controller လေးကိုကြည့်အောင်controller လေးကအရင် Series 1နဲ့ Series 2ကတော့ဘာမှကွာခြားမှုမရှိဘူးဒါပေမဲ့ Series 2မှာလက်ကင်လေးတွေကတော့ပိုပြီးတော့ကြီးသွားတယ်နောက်တစ်ခုက controller ရဲ့ဓာတ်ခဲထည့်တဲ့နေရာမှာပိတ်တဲ့ဟာကိုဝမ်းနှုံးကတန်လိုက်နဲ့ဆွဲပြည့်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အသုံးပြုတဲ့နေရာမှာအခက်အခဲရှိခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်တော့အဖုံးကိုတိတ်ချလုံးအောင် clip နဲ့ထိန်းထားတာမျိုးဖြစ်ပါတယ်ရှင်။ပြီးတော့ရင်တော့ user manual မှာ USB-C ကျိုးကိုတွေ့ရပါတယ်။ကျိုးလေးကတိုးရတဲ့အတွက်ကြောင့် PC ထိုင်ဆော့တဲ့အခါမှာလည်းသုံးလို့ရပါတယ်။ headset ရဲ့အသွင်ပြင်ဒီဇိုင်းတွေကတော့ဝမ်းနဲ့တိတ်ကွာခြားခြင်းမရှိပါဘူး။ညာဘက်မှာတော့ power button ခလုတ်ရှိပြီးဘယ်ဘက်မှာဆိုရင်တော့နှစ်ချက်ပေါက်နဲ့ USB-C အပေါက်ပါရှိမှာဖြစ်ပါတယ်။ခေါင်းရဲ့တိုင်းကျိုးတွေကတော့ဝမ်းနှုံးကလိုမျိုး rubber နဲ့ပြုလုပ်ထားတာမဟုတ်ဘဲနဲ့ပိတ်သားနဲ့ပြုလုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။1ထက်2ကပို့ပြီးတော့ပေါ့ပါတဲ့အတွက်ခေါင်းနဲ့ handset ကစသားနဲ့ကျနေမှာဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးက Oculus 2ရဲ့ first impression about this video လေးဖြစ်ပါတယ်အခုဝယ်စိတ်လှုပ်ရှားစရာတွေကိုကြည့်ရှုတင်နေဆိုရင်တော့ Play Yangon Facebook page မှာ pre-order မှာလည်းကြားရအောင်နောက်ထပ်အမောက်လုပ်ပြသွားမယ့်ပစ္စည်းများကိုအမြဲကြည့်ရှုတင်နေဆိုရင်တော့အခုပဲ like and follow လုပ်လိုက်ရအောင်တဒါ